အားလုံးပဲမင်္ဂလာပါနေနေဆုံ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အရသာရှိတဲ့ပင်လယ်စပစ်သေးတုံလေးကိုလွယ်ကူရွှေရှင်တဲ့နည်းနဲ့တုတ်ပြသွားမှာဖြစ်ပါတယ်ဒီတုံနည်းလေးကတော့အချိန်ကုန်လဲသက်သာတယ်လွယ်ကူရွှေရှင်တဲ့တုံနည်းလေးလည်းဖြစ်ပါတယ်ပထမဆုံးအနေနဲ့ပကံလုံးဒါမှမဟုတ်ဇလုံးတစ်ခုထဲမှာရေထည့်ပြီးတဲ့အခါမှာတော့ပင်လယ်စာလက်ဖက်ရည်စွန်းတစ်စွန်းထည့်ပါတယ်တိချာမွေးပြီးပါတယ်ပြီးတဲ့အခါမှာပင်လယ်စပစ်တီကိုထည့်မှာဖြစ်ပါတယ်10မိနစ်ကနေ15မိနစ်အထိစားရည်နဲ့စိမ်ပြီးပါတယ်ရေပိုက်ကနေလာတဲ့ရေနဲ့တိုက်ရိုက်မစိမ်မိဘူးတော့လို့ရနော်ခဲရေစိမ်နေတဲ့အချိန်တွေမှာတော့ခရမ်းချင်သီးနှလုံးရယ်နန်းပင်အနှင်းငယ်ရယ်ချက်သွန်နေသလုံးချက်သွန်ဖြူနှမော်နဲ့ငရုတ်သေးစိမ့်နဲ့တော့အသုံးပြုပါတယ်12မိနစ်ကြာပြီးတော့ရေတန့်စင်အောင်ပြန်စီးပြီးတဲ့အခါမှာတော့တန်းရှင်းတဲ့ပကံလုံးတစ်ခုထဲမှာတုံမဲ့ခွက်ထဲမှာထည့်ပါတယ်ထည့်ပြီးတာနဲ့ကျမတို့အခုနလေးထားတဲ့ခရမ်းချင်သီးရဲ့ချက်သွန်ဖြူနန်းပင်ငရုတ်သီးစိမ်တံပီယာကိုစပွဲတင်စွန်းတစွန်းပဲငံပြာရဲ့အကြီးကိုစပွဲတင်စွန်းတစွန်းပြီးတော့နှမ်းစီကိုစပွဲတင်စွန်းတစွန်းထည့်ပါတယ်တကြားကိုတော့လက်ဖက်ရည်စွန်းတစ်ဝက်ထည့်ပါတယ်ထည့်ပြီးတာနဲ့အကုန်လုံးသေချာလေးမွေပေးပါတယ်တမသွားအောင်မွေပြီးတဲ့အခါမှာတော့တခါတည်းစားပြီးရမယ်နော်ဘယ်လဲစပစ်သေးကတော့တုတ်ပြီးကြာထားလို့မရဘူးတုတ်ပြီးတာနဲ့ချက်ချင်းစားမှအရသာရှိမှဖြစ်ပါတယ်ကျွတ်လေးနဲ့စားလို့ကောင်းမှဖြစ်ပါတယ်ကျမကတော့တခြားဟင်းမလို့ရင်တောင်မှဒါဒီအတုတ်ကလေးနဲ့ထမင်းဖြူလေးပဲစားနေရရင်ကိုကအရန်ကြိုက်နေပါတယ်ရှင်အရန်စားလို့ကောင်းပါတယ်နော်လိုက်လို့ကြည့်ပါနော်အိမ်မှာလဲဒီတုံနည်းလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်လည်းကျမရဲ့ channel လေးကို like subscribe လုပ်ပြီးဖို့တောင်းဆိုပါတယ်အစနီအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်တယ် bye bye